မြေနှစ်ကောင်ဟာမျက်ချောက်ပုံပေးမှာမောဟိုက်လဲချနေကြတယ်သူတို့နဲ့အစားဟာတလန်းတာဝေးပေမဲ့ဘသူမှတလုတ်တောင်မစားနိုင်ကြပါဘူးအကြောင်းကတော့သူတို့လေဘဲမှာချီနှောင်ထားတဲ့ကျိုးတပင်ကြောင့်ပါလေအဲ့ဒီကျိုးကတက်ရှိတရဝနှစ်ကောင်ကိုတဦးနဲ့တဦးရဲ့အကျဉ်းသားတွေအဖြစ်ပြောင်းလဲဖြစ်လိုက်ပါတယ်ဘဲဘက်မှာမျက်ပုံရှိပြီးညာဘက်မှာတော့အစအဆန်းပုံရှိပါတယ်ဘဲဘက်ကိုအတင်းဆွဲရင်တစ်ဖက်လူကိုလဲဘင်းညစ်တယ်လို့ဖြစ်ပြီးညာဘက်ကိုအတင်းယုံရင်ကိုလဲဘင်းညစ်တယ်လို့ဖြစ်စေပါတယ်ဒီတိုင်းအပြန်အလှန်တင်းခါနေမယ်ဆိုရင်တော့အဆုံးသက်ကတော့သေလန်းပါပဲနောက်ဆုံးထွက်တဲ့ရောက်ခါနီမှာမြေးတကောင်ကရုတ်တရက်နောက်တလန်းဆုပ်ပေးလိုက်ပါတယ်ဒါဟာအရှုံးပေးလိုက်တာမဟုတ်ဘဲအစာကိုဘလို့ခွဲဝေမလို့ဆိုတာမဆွေးနွေးခင်အရင်ဆုံးဘိုက်ဝါအောင်စားနိုင်ဖို့အတွက်ပါသူတို့နှစ်ကောင်ဟာဘဲဘက်ကိုအတူတူရှင်းလျှောက်ပြီးမြက်ချောက်တွေကိုအတူတူစားကြတယ်ပြီးတော့ညာဘက်ကိုအတူတူသွားပြီးအစာအဆန်တွေကိုအတူတူမျိုးချကြပါတယ်စိတ်ပညာအရာဒါကို zero sum game အနိုင်အရှုံးသက်ကစားပွဲကိုချိုးဖျက်တယ်လို့ခေါ်ပါတယ်ဒါဟာ win win နှစ်ဦးနှစ်ဖက်အကျိုးရှိစေမဲ့မြင်မားလက်အတွေ့ခေါ်ပဲဖြစ်ပါတယ်အိမ်တော်ရဲ့တခုမှာဘသူမှလဲဆိုတာကိုပဲအတင်းအကျပ်အနိုင်ယူဖို့ကြိုးစားရင်အမှန်တရားမှာတော့နိုင်သွားနိုင်ပေမဲ့ဘေးနာကအဖော်ကိုတော့ရှုံးသွားပါလိမ့်မယ်ဒါကိုအောင်နိုင်မှုလူထင်နေတာလားမအားပါနဲ့ချစ်သူကိုရန်သူထစ်အောင်လုပ်တာဟာစွမ်းဆောင်ရည်မဟုတ်ဘဲကိုဖျက်ဆီးတာပဲဖြစ်ပါလေစီးပွားရေးလောကမှာလည်းပြိုင်ဘက်သူကရွှေ့နွန်တယ်မှာပတ်စံအနှဲငယ်အတွက်သွေးထွက်တန်ယူဖြစ်အောင်တိုက်ခိုက်နေချိန်မှာတင်ကတော့တခြားကန်တစ်ခုကိုပြောင်းလဲပြီးငါးကြီးတကောင်ကိုဖမ်းယူနိုင်ပါလေဒါဟာထွက်ပြေးတာမဟုတ်ဘဲငါးကန်ထဲကနေခုံထွက်ပြီးတမှုတရားထဲကိုကူးခတ်သွားတာပဲဖြစ်ပါလေမှတ်ထားပါတဦးကိုတဦးနှင်းချေဖို့စ조사တာဟာတရိษံဗီဇဖြစ်ပြီးတဦးကိုတဦးကူညီတာကမှအုံနောက်ရှိတဲ့သူတွေရဲ့လုပ်ရပါတက်တပင်တဲတန်းတပေါ်မှာအပြန်အလှန်တိုက်ခိုက်နေမယ့်အစားလက်တွဲပြီးလမ်းမကြီးပေါ်မှာအတူတူရှောင်လန်းလိုက်ပါနောက်တစ်ခါဒေါသထွက်ပြီးရန်ဖစ်ချင်တဲ့အခါအဲ့ဒီကျိုးကိုပြန်ကြည့်ပါကျိုးကိုလျှော့ပေးလိုက်ရင်နှစ်ယောက်လုံးဘိုင်းဝဝစားနိုင်မှာမဟုတ်ဘူးလားစိတ်ပညာဗဟုသုတတဲ့အတွက် follow လုပ်တာနော်